ဒီနေ့သူမနဲ့တွေ့ဖို့ချိန်ထားတယ်ဆိုတော့သူမကြိုက်တဲ့ပန်းလေးတွေသူမမြင်ပြောပါစေဆိုတဲ့ဆန္ဒနဲ့သူမအတွက်ပန်းလေးတွေပြင်ဆင်ပြီးယူသွားမယ်ဗျာတကယ်ပဲသူမပြောသွားမလားဆိုတာတော့ကျွန်တော်နဲ့အတူတူကြည့်လိုက်ရအောင်ဗျာရောဒီမှာတဲအတွက်လက်ဆောင် တိတ်ကြိုက်တဲ့နေကြပန်းနေပဲအဲ့လေကိုတော့လက်ဆောင်ပါတယ်ရော့ ဟာစမင်းနေအများကြီးပါလား ဟုတ်တယ်လေကိုတင်ကြတောက်လို့ရအောင်တဲဝက်လာရ လိုက်ဒီတဲ့ကိုရဲ့တဲလေးကျေးဇူးပါဗျာ ခဏကိုဒါရိုးစမင်းမဟုတ်ဘူးနော်မလေးစမင်းရဲ့ဖောင်မှာရွှေစံနေပိုင်းဆိုင်နိုင်တဲ့ခွင့်ရရှိရလေတောင်းလို့ကိုတောက်တဲ့ခါကျရင်ဖုန်းလေးကြည့်မမင်းနဲ့နော် ဟုတ်ပါပြီတဲလေးရဲ့